Namo Tata Bhagavato Arahato Namma Sambuddhassa Adhana Midam Bhikkhave Navagato Syamrupa Kamena Tathagata Jivita Vorodhiya Nupa Kamena Bhikkhave Tathagata Prinivāyanti Edena Tissa Visena Tuti Vihotu Tapada Edena Tissa Visena Hotu Nizaya Mingala Bhikkhave Bhikkhaliva O Cheda Chedamido Arupa Kamena Duravado Maria Punya Lola Yoga Pye Tathagata Mapau Mapyamanga Meta Pyamyago Siwita Yoga Natwe Siwi Ingaripa Yamoropiya Nisatanye Ajin Pyakwiyayi Idan Tudurava Yoga Pye Buddha Saini Siwi Dinarigo Pyatritanye Pilo Chindi Adhanam Bhavya Swatam Tarawe Panati Beloke Layu Nimya Simpang Ajang Moyu Mama Viti Edo Do Durava Lona Bayoga Pye Buddha Saini Siwi Dinarigo Pyatritanye Pilo Chindi Navagato Shikan Gongli Ajang Si Kwimhoyu Mama Viti Bhikkhave Bhikkhaliva Cheta Chedamido Tathagata Dipingara Saladi Sevya Parami Songki Nyi Gauyi Tinya Shino Bhayaruti Nupa Kamena Durava Lona Biyoga Ma Kimba Vigwa Chanda Swapye Parinivāyanti Khana Yogde Chonye Manswa Parinivā Visano Mujali Goni Edena Tissa Visena Ito Notam Pothola Yue Homando Vasi Tissa Sagajaw Meya Magan Yana Tomba Gono Myagu Atha Jinyo Miko Ninya Bhayadviro Dua Tabada Ninya Nya Khateido Kala Raingulai Tuthi Kusaitaya Lu Aisabhi Bhayamani Jama Chanda Jin Shiti Odu Amiswa Phitpa Tati Edena Tissa Visena Magan Laswa Vasi Mingala Itissa Jaw Miyamaga Maunike Aunye Din Yue Aunye Yamyo Bhayadviro Dua Saya Mingalam Andareke Yanswe Shive Aunye Mingala Aunwe Pyavyati Odu Aunye Swa Phitpa Tati Adhana Midam Bhikkhave Navagato Syamrupa Kamena Tathagata Jivita Vorodhiya Nupa Kamena Bhikkhave Tathagata Prinivāyanti Edena Tissa Visena Tuti Vihotu Tapada Edena Tissa Visena Hotu Nizaya Mingala Bhikkhave Bhikkhaliva O Cheda Chedamido Arupa Kamena Duravado Maria Punya Lola Yoga Pye Tathagata Mapau Mapyamanga Meta Pyamyago Siwita Yoga Natwe Siwi Ingaripa Yamoropiya Nisatanye Ajin Pyakwiyayi Idan Tudurava Lola Yoga Pye Buddha Saini Siwi Dinarigo Pyatritanye Pilo Chindi Adhanam Bhavya Swatam Tarawe Panati Beloke Layu Nimya Simpang Ajang Moyu Mama Viti Edo Do Durava Lona Bayoga Pye Buddha Saini Siwi Dinarigo Pyatritanye Pilo Chindi
နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမှန်ပါပြီတည်းဘိက္ခဝေပရိသတ်လေးပါးจิตသားจิตသမီးတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနသူတစ်ပါးလုံးလာပယောဂမကင်းပဝေးကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယံတိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝိစေနဤသို့နှုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြည်ညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒါနေနေညညခတ်သိမ်းတော်ကာလတိုင်းတို့၌သွတိကိုယ်စိတ်နှမြလူဣစ္စာဖြင့်ဘုရားမကြီးကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိဇေနာမကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်မေယမာကံမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့ဟာဆရာမင်္ဂလံအန္တရာယ်ကင်းရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဟောတုအောင်မြင်စွာဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအထာဏမေတံဘိက္ခဝေနဝကာတောယံမရုပကမေနတထာဂတံဇီဝိတာဝရောပိယနုပကမေနဘိက္ခဝေတထာဂရပရိနိဗ္ဗာယံတိဧဒေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒါဧဒေနသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဘိက္ခဝေပရိသတ်လေးပါးအိုခြေသာခြေသမီးတို့ဘရုပကမေနသူတစ်ပါးတို့မတရားပြုညာလုံးလပယောဂဖြင့်တထာဂရမဖောက်မပြန်မှန်ကမိတ်တဖျားမြတ်ကိုဇီဝိတာယုံနာနထွေဇီဝိအင်္ဂရိပါယံဝရောပိယနှိစ္စတန်ညင်အခြင်းဖြတ်ခွင့်ရာ၏ဧတံထိုသူတစ်ပါးလုံးလာပယောဂဖြင့်ဗုဒ္ဓစိန်နေဇေဝိတိန်တွေကိုဖြတ်ကျွေတန်ညင်ပြုလုပ်ခြင်းသည်အထာနံဘောများစွာတံတရာဝေဘာနာတိပလောကင်းလည်း၍မြင်မြန်စင်ပေါင်းအကြောင်းမဟုတ်ယူမမပေတည်းဧသောတို့သူတစ်ပါးလုံးလာပယောဂဖြင့်ဗုဒ္ဓစိန်နေဇေဝိတိန်တွေကိုဖြတ်ကျွေတန်ညင်ပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမှန်ပါပြီတည်းဘိက္ခဝေပရိသတ်လေးပါးจิตသားจิตသမီးတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနသူတစ်ပါးလုံးလာပယောဂမကင်းပဝေးကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယံတိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝိဇေနဤသို့နှုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြည်ညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒါနေနေညညခတ်သိမ်းတော်ကာလတိုင်းတို့၌သွတိကိုယ်စိတ်နှမြလူဣစ္စာဖြင့်ဘုရားမကြီးကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိဇေနာမကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်
မေယမာကမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့ဟာဆရာမင်္ဂလံအန္တရာယ်ကင်းရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဩဒုအောင်မြင်စွာဖြစ်ပါစေတည်းအထာဏမေတံဘိကဝေနဝတာတောယံဘရုပကမေနတထာဂတံဇီဝိတာဝရောပိယအနုပကမေနဘိကဝေတထာဂရပရိနိဗ္ဗာယန္တိဧဒေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒါဧဒေနသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဘိကဝေပရိသတ်လေးပါအိုခြေသာခြေသမီးတို့ဘရုပကမေနသူတစ်ပါးတို့မတရားပြုညာလုံလပယောဂဖြစ်တထာဂရမဖောက်မပြန်မံကမိတ်တဖယားမြတ်ကိုဇီဝိတာယုံနာနထွေဇီဝိအင်္ဂရိမှာယံဝရောပိယနှိစ္စတန်ညင်အကျဉ်ဖြတ်ခွင့်ရာ၏ဣတံထိုသူတစ်ပါးလုံလပယောဂဖြစ်ဗုဒ္ဓစိန်ဤဇီဝိတိန်တွေကိုဖြတ်ကျွေတန်းခြင်းပြုလုပ်ခြင်းသည်အထာနံဘဝများစွာတံတရာဝေဘာနာတိပလောကင်းလည်း၍မြင်မြန်စင်ပေါင်းအကြောင်းမဟုတ်ယူမမပေတည်းဧသောတို့သူတစ်ပါးလုံးလာပယောဂဖြစ်ဗုဒ္ဓစိန်ဤဇီဝိတိန်တွေကိုဖြတ်ကျွေတန်းခြင်းပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမမပေတည်းဘိက္ခဝေပရိသတ်လေးပါးจิตသားจิตသမီးတို့တထာဂရတိပင်ကရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနသူတစ်ပါးလုံးလာပယောဂမှာကင်းပါဝေကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယန္တိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝိဇေနဤသို့နှုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြည်ညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒါနေနေညညခတ်သိမ်းတော်ကာလတိုင်းကို၌သွတိကိုစိတ်နှမြလူဣစ္စာဖြင့်ဘယမညိကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိဇေနာမံကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်မေယမာကမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့ဟာဆရာမင်္ဂလံအန္တရာယ်ကင်းရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဩဒုအောင်မြင်စွာဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအထာဏမေတံဘိကဝေနဝတာတောယံဘရုပကမေနတထာဂတံဇီဝိတာဝရောပိယအနုပကမေနဘိကဝေတထာဂရပရိနိဗ္ဗာယန္တိဧဒေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒါဧဒေနသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဘိက္ခဝေပရိသတ်လေးပါးအိုခြေသာခြေသမီးတို့ဘရုပကမေနသူတစ်ပါးတို့မတရားပြုညာလုံလပယောဂဖြစ်တထာဂရမဖောက်မပြန်မံကမိတ်တဖယားမြတ်ကိုဇီဝိတာယုံနာနထွေဇီဝိအင်္ဂရိမှာယံဝရောပိယနှိစ္စတန်ညင်အကျဉ်ဖြတ်ခွင့်ရာ၏ဣတံထိုသူတစ်ပါးလုံးလာပယောဂဖြစ်ဗုဒ္ဓစိန်ဤဇီဝိတိန်တွေကိုဖြတ်ကျွေတန်းခြင်းပြုလုပ်ခြင်းသည်
အထာနံဘောများစွာတံတရာဝေဘာနာတိပလောကင်းလည်း၍မြင်မြတ်စဉ်ပေါင်းအကြောင်းမဟုတ်ယူမမပေတိဧသောတို့သူတစ်ပါးလုံးလားပယောဂဖြင့်ဗုဒ္ဓဇိနေဇီဝိတ္တတွေကိုဖြတ်ကျွေတန်ညင့်ပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမမပေတိဘိက္ခဝေပရိသတ်လေးပါးจิตသားจิตသမီးတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနာသူတစ်ပါးလုံးလားပယောဂမကင်းပဝေကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယံတိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝစေနဤသို့နှုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြည်ညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒါနေနေညညခတ်သိမ်းတော်ကာလတိုင်းတို့၌သွတိကိုစိတ်တရားလူဣစ္စာဖြင့်ဗျာမညိကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိသေနာမကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်မေယမာကံမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့အားဆရာမင်္ဂလံအန္တရာယ်ကင်းရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဟောတုအောင်မြင်စွာဖြစ်ပါစေတည်းအထာဏမေတံဘိက္ခဝေနဝတာတောယံမရုပကမေနတထာဂတံဇီဝိတာဝရောပိယအနုပကမေနဘိက္ခဝေတထာဂရပရိနိဗ္ဗာယံတိဧဒေနသစ္စာဝိသေနသုတိမေဟောတုတပ္ပဒါဧဒေနသစ္စာဝိသေနဟောတုမေဇယမင်္ဂလံဘိက္ခဝေပရိသတ်လေးပါးအိုခြေသာခြေသမီးတို့ဘရုပကမေနာသူတစ်ပါးတို့မတရားပြုညာလုံးလပယောဂဖြင့်တထာဂရမဖောက်မပြန်မှန်ကံမိတ်တဖျားမြတ်ကိုဇီဝိတာယုတ်တနထွေဇီဝိအိန္ဒြေမှာယံဝရောပိယနှိစ္စတန်ညင်အခြင်းဖြတ်ခွင့်ရ၏ဧတံထိုသူတစ်ပါးလုံးလားပယောဂဖြင့်ဗုဒ္ဓဇိနေဇေဝိတ္တတွေကိုဖြတ်ကျွေတတ်ခြင်းပြုလုပ်ခြင်းသည်အထာနံဘောများစွာတံတရာဝေဘာနာတိပလောကင်းလည်း၍မြင်မြတ်စဉ်ပေါင်းအကြောင်းမဟုတ်ယူမမပေတိဧသောတို့သူတစ်ပါးလုံးလားပယောဂဖြင့်ဗုဒ္ဓဇိနေဇေဝိတ္တတွေကိုဖြတ်ကျွေတတ်ခြင်းပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမမပေတိဘိက္ခဝေပရိသတ်လေးပါးจิตသားจิตသမီးတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနာသူတစ်ပါးလုံးလားပယောဂမကင်းပဝေကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယံတိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝစေနဤသို့နှုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြည်ညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒါနေနေညညခတ်သိမ်းတော်ကာလတိုင်းတို့၌သွတိကိုစိတ်တရားလူဣစ္စာဖြင့်ဗျာမညိကြမှာချမ်းသာခြင်းရှိသည်ဟ
ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိဇေနာမကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်မေယမာကံမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့ဟာဆရာမင်္ဂလံအန္တရကိရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဟောတုအောင်မြင်စွာဖြစ်ပါစေတည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအထာဏမေတံဘိကဝေနဝကတောယံမရုပကမေနတထာဂတံဇီဝိတာဝရောတိယအနုပကမေနဘိကဝေတထာဂရပရိနိဗ္ဗာယန္တိဧဒေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒါဧဒေနသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဘိကဝေပရိသလေးပါအိုခြေသာခြေသမီးတို့ဘရုပကမေနသူတစ်ပါးတို့မတရားပြုညာလုံလပယောဂဖြစ်တထာဂရမဖောက်မပြန်မံကမိတ်တဖျားမြတ်ကိုဇီဝိတာယုတ်တနထွေဇီဝိအင်္ဂရိမှာယံဝရောပိယနှိစ္စတန်ညင်အချင်းဖြတ်ခွင့်ရ၏ဧတံထိုသူတစ်ပါးလုံလပယောဂဖြစ်ဗုဒ္ဓစိန်ဤဇီဝိတ္တိတွေကိုဖြတ်ကျွေတန်ညင်ပြုလုပ်ခြင်းသည်အထာနံဘောအများစွာတံတရာဝေဘာနာတိပလုကင်းလည်း၍မြင်မြတ်စဉ်ပေါင်းအကြောင်းမဟုတ်ယူမမပေတည်းဧသောတို့သူတစ်ပါးလုံးလာပယောဂဖြစ်ဗုဒ္ဓစိန်ဤဇီဝိတ္တိတွေကိုဖြတ်ကျွေတန်ညင်ပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမမပေတည်းဘိက္ခဝေပရိသတ်လေးပါအจิตသားจิตသမီးတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနသူတစ်ပါးလုံးလာပယောဂမှာကင်းပဝေးကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယန္တိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝိဇေနဤသို့လုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြည်ညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒါနေနေညညခတ်သိမ်းသောကာလတိုင်းတို့၌သွတိကိုစိတ်တရားလူဣစ္စာဖြင့်ဘယာမညိကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိဇေနာမကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်မေယမာကံမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့ဟာဆရာမင်္ဂလံအန္တရကိရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဟောတုအောင်မြင်စွာဖြစ်ပါစေတည်းအထာဏမေတံဘိကဝေနဝကတောယံမရုပကမေနတထာဂတံဇီဝိတာဝရောတိယအနုပကမေနဘိကဝေတထာဂရပရိနိဗ္ဗာယန္တိဧဒေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒါဧဒေနသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဘိက္ခဝေပရိသတ်လေးပါအိုခြေသာခြေသမီးတို့ဘရုပကမေနသူတစ်ပါးတို့မတရားပြုညာလုံလပယောဂဖြစ်တထာဂရမဖောက်မပြန်မံကမိတ်တဖျားမြတ်ကိုဇီဝိတာယုတ်တနထွေဇီဝိအင်္ဂရိမှာယံဝရောပိယနှိစ္စတန်ညင်အချင်းဖြတ်ခွင့်ရ၏
ဧတံထိုသူတစ်ပါးလုံးလားဘယောဂဖြင့်ဗုဒ္ဓစိန်နေဇေဝိတိန်တွေကိုဖြတ်ကျွေတတ်ခြင်းပြုလုပ်ခြင်းသည်အထာနံဘောအများစွာတံတရာဝေဘာနာတိပလောကင်းလည်း၍မြင်မြတ်စဉ်ပေါင်းအကြောင်းမဟုတ်ယူမှမာပေတည်းဧသောတို့သူတစ်ပါးလုံးလားဘယောဂဖြင့်ဗုဒ္ဓစိန်နေဇေဝိတိန်တွေကိုဖြတ်ကျွေတတ်ခြင်းပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမှမာပေတည်းဘိက္ခဝေပရိသတ်လေးပါးจิตသားจิตမိတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနာသူတစ်ပါးလုံးလားပယောဂမကင်းပဝေကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယံတိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနာသစ္စာဝစေနာဤသို့နှုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြည်ညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒါနေနေညညခတ်သိမ်းတော်ကာလတိုင်းတို့၌သွတိကိုစိတ်တရားလူဣစ္စာဖြင့်ဘုရားမညစ်ကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိသေနာမကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်မေယမာကံမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့အားဆရာမင်္ဂလံအန္တရာယ်ကင်းရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဟောတုအောင်မြင်စွာဖြစ်ပါစေတည်းနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအထာဏမေတံဘိက္ခဝေနဝကာတောယံမရူပကမေနတထာဂတံဇီဝိတာဝရောတိယအနုပကမေနဘိက္ခဝေတထာဂရပရိနိဗ္ဗာယံတိဧဒေနသစ္စာဝိသေနသုတိမေဟောတုတပ္ပဒါဧဒေနသစ္စာဝိသေနဟောတုမေဇယမင်္ဂလံဘိက္ခဝေပရိသတ်လေးပါးအိုခြေသာခြေသမီးတို့ဘရူပကမေနာသူတစ်ပါးတို့မတရားပြုညာလုံလပယောဂဖြင့်တထာဂရမဖောက်မပြန်မှန်ကမိတ်တဖျားမြတ်ကိုဇီဝိတာယုတ်တနထွေဇီဝိအိန္ဒြေမှာယံဝရောပိယနှိစ္စတန်ညင်အခြင်းဖြတ်ခွင့်ရ၏ဧတံထိုသူတစ်ပါးလုံးလားဘယောဂဖြင့်ဗုဒ္ဓစိန်နေဇေဝိတိန်တွေကိုဖြတ်ကျွေတတ်ခြင်းပြုလုပ်ခြင်းသည်အထာနံဘောအများစွာတံတရာဝေဘာနာတိပလောကင်းလည်း၍မြင်မြတ်စဉ်ပေါင်းအကြောင်းမဟုတ်ယူမှမာပေတည်းဧသောတို့သူတစ်ပါးလုံးလားဘယောဂဖြင့်ဗုဒ္ဓစိန်နေဇေဝိတိန်တွေကိုဖြတ်ကျွေတတ်ခြင်းပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမှမာပေတည်းဘိက္ခဝေပရိသတ်လေးပါးจิตသားจิตမိတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနာသူတစ်ပါးလုံးလားပယောဂမကင်းပဝေကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယံတိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝစေနာဤသို့နှုတ်တံဖော်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကို
အာထကြီးညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒာနေနေညညခတ်သိမ်းတော်ကာလတိုင်းတို့၌တွတိကိုယ်စိတ်နှမြလူဣစ္စာဖြင့်ဘယာမညိကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိဇေနာမံကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်နေယမာကံမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့ဟာဆရာမင်္ဂလံအန္တရာယ်ကင်းရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဟောတုအောင်မြင်စွာဖြစ်ပါစေတည်းအထာဏမေတံဘိက္ခဝေနဝတာတောယံမရုပကမေနတထာဂတံဇီဝိတာဝရောတိယအနုပကမေနဘိက္ခဝေတထာဂရပရိနိဗ္ဗာယံတိဧဒေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒာဧဒေနသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဘိက္ခဝေပရိသလေးပါအိုခြေသာခြေသမီးတို့ဘရူပကမေနသူတစ်ပါးတို့မတရားပြုညာလုံးလဘယောဂဖြစ်တထာဂရမဖောက်မပြန်မှန်ကမိတ်တဖယားမြတ်ကိုဇီဝိတာယုံနာနထွေဇီဝိအင်္ဂရိမှာယံဝရောပိယနှိစ္စတန်ညင်အခြင်းဖြတ်ခွင့်ရာ၏ဧတံထိုသူတစ်ပါးလုံးလာဘယောဂဖြစ်ဗုဒ္ဓစိန်ဤဇီဝိတိန်တွေကိုဖြတ်ကျွေတန်ညင်ပြုလုပ်ခြင်းသည်အထာနံဘောအများစွာတံတရာဝေဘာနာတိပလောကင်းလည်း၍မြင်မြတ်စဉ်ပေါင်းအကြောင်းမဟုတ်ယူမမပေတည်းဧသောတို့သူတစ်ပါးလုံးလာဘယောဂဖြစ်ဗုဒ္ဓစိန်ဤဇီဝိတိန်တွေကိုဖြတ်ကျွေတန်ညင်ပြုလုပ်ခြင်းသည်နဝကာသောရှိကံကောင်းနှင့်အကြောင်းသိ၍အခွင့်မဟုတ်ယူမမပေတည်းဘိက္ခဝေပရိသတ်လေးပါးจิตသားจิตသမီးတို့တထာဂရတိပင်္ဂရာသာလာတိစေဗျာပါရမီဆုံးပြည့်ညီ၍ဂုံဤတင်ညာရှင်တော်ဘုရားတို့သည်နုဘဂမေနသူတစ်ပါးလုံးလာဘယောဂမှာကင်းပဝေးကွာချမ်းသာစွာဖြင့်ပရိနိဗ္ဗာယံတိခန္ဓာယုတ်သိမ်းချုပ်ငြိမ်းမှန်စွာပရိနိဗ္ဗာန်ဝိသံတော်မူကြလေကုန်၏ဧဒေနသစ္စာဝိဇေနဤသို့နှုတ်တံပေါ်ထုတ်လံ၍ဟုတ်မှန်သောဝစီသစ္စာစကားကြောင့်မေယမာကံယနာသုံးပါးကုန်လုံးများကိုအာထကြီးညိုမိကိုနေညဘုရားတပည့်တော်တို့အားတပ္ပဒာနေနေညညခတ်သိမ်းတော်ကာလတိုင်းတို့၌တွတိကိုယ်စိတ်နှမြလူဣစ္စာဖြင့်ဘယာမညိကြမှာချမ်းသာခြင်းရှိသည်ဟောတုအောင်မြတ်စွာဖြစ်ပါစေတည်းဧတေနသစ္စာဝိဇေနာမံကံလစွာဝစီမင်္ဂလာဤသစ္စာကြောင့်နေယမာကံမောင်သေးခင်အောင်ကြီးတင်၍အောင်မြင်ရမျိုးဘုရားတပည့်တော်တို့ဟာဆရာမင်္ဂလံအန္တရာယ်ကင်းရန်ဆွဲရှိ၍အောင်ခြင်းမင်္ဂလာအောင်ပွဲပြပြသည်ဟောတုအောင်မြင်စွာဖြစ်ပါစေတည်းသာဓုသာဓုသာဓုယတခြင်းမေတ္တာသောပရိတ်တော်ဤအာနုဘာဝတော်တကုရှိန်သောအာနုဘောတော်ကြောင့်ယက္ခဏဘလူပြိတ္တဇသောမကောင်းဆိုးဝါတို့သည်ဘိဒနံကြောင့်မဲ့ပွဲဆုံးရူပတ္တဇသောအာယုံကိုနေဝတတ်တင်ဒီမပြကြတော့ကုန်ယံမိစေဝအကျဉ်မေတ္တာဒုက္ခပရိတ်တော်၌ပင်ဝါမေတ္တာသုလဘာဝနာ၌ပင်ရတ္တိတိဝနေယောညင်ပါအခါမပြတ်အတန္တိတော်မပြင်းမရလုံးလာရှိသည်ဖြစ်၍အနုယံဇံတော်ဖမှန်ကျိုးကိုအာထုတ်သောပုဂ္ဂိုလ်သည်
ဒုက္ခံကိုယ်စိတ်နှပြချမ်းချမ်းသာသာသူပတိအိယနေရ၏သို့တော်အိပ်ပျော်သည်တမနောစဖြစ်ပြန်တော်လဲကိဉ္စီပါပံကြောက်မဲ့ဖွယ်တောင်းမကောင်းဖြစ်တဲ့တစုံတကူသောအိမ်မက်ကိုနာပတ္တိမမြင်မမဲ့ရာဧဝမာရိကုဏုပေတံဤသို့စသော11ပါးသောအကျိုးကုန်တို့နှင့်ပြည့်စုံသောကိုတံပရိဒံထိုမေတ္တာသုတ်ပရိတ်တော်ကိုဟေအိုသူတော်ကောင်းတို့မယံငါတို့သည်ဗနာမညီညာပြပြရွတ်ဆိုကြကုန်စို့အထာကုသလေနာမိမိစီဝါအကျိုးများဖို့လိုလားကျွမ်းကျင်သူတော်စင်သည်တန်တံဖြစ်ပြမစဲအငိမ့်တပြမပြပုံသည်အေးမြပေထသောယံပရံရောက်တင်ရောက်ထိုက်ဉာဏ်မြင်စိုက်ကတရိုက်တိယံအကျဉ်နိဗ္ဗာန်သည်အတ္တိပရမတရားမြတ်တပါးဖြင့်ထင်ရှားမသွေရှိပါပေ၏ဓမ္မရံရောက်တင်ရောက်ထိုက်ဉာဏ်မြင်စိုက်ကတရိုက်တိယံထိုနိဗ္ဗာန်သို့အဘိဓမေသာရှိစုမျောတောင်းကောင်းစွာရောက်၍ကရဏီယံမကျွေကံအမှန်ပြုထိုက်၏တကောစာကိုယ်အသက်ပါမငဲ့ညာပဲလွန်စွာကျိုးပံကျင်စွမ်းနိုင်သူသည်လည်းအတ္တဖြစ်ရ၏ဥစုစာကိုနှုတ်နှစ်ပါးမလဲစားပဲယောသားမြင့်မြတ်ဖြောင့်မတ်သူသည်လည်းအတ္တဖြစ်ရ၏သူစုစာစိတ်နေစိတ်ထားမလဲစားပဲယောသားမြင့်မြတ်လွန်ဖြောင့်မတ်သူသည်လည်းအတ္တဖြစ်ရ၏သူဝဲစောစာမိတ်ဆွေစရာဆုံးမပါလင်ကောင်းစွာဆိုလွယ်ဆုံးမလွယ်သူသည်လည်းအတ္တဖြစ်ရ၏မုရုစာရွှေကောင်းရွှေတန်ပြူတိုင်းခန့်သို့နူးညံ့ပျော်ပြောင်းသည်လည်းအတ္တဖြစ်ရ၏အနာတိမာနီမြို့ရိုးကိုဆွဲကုံကိုဆွဲ၍လွန်ကဲ့သောမာနမရှိသူသည်လည်းအတ္တဖြစ်ရ၏တန်တုတကောစာရရှိသည်များပစ္စယဖြင့်အာရကျင်နဲ့နှစ်သက်တတ်သူသည်လည်းအတ္တဖြစ်ရ၏သူဘရောစာကောင်းစုနေပါပစ္စည်းများဖြင့်အာရကျင်နဲ့လွယ်ကူစွာမွေးမြူအပ်သည်လည်းအတ္တဖြစ်ရ၏အဘဂိဇောစာယံကိစ္စနတုရမပြင်ပတကြစိတ်မသွားပဲနေပါသောကိစ္စရှိသည်လည်းအတ္တဖြစ်ရ၏တန်လောကဥဒိစ္စပိကိယ8ပါးကိုပိုင်ထား၍ပေါ်ပါလဲလဲလွယ်ကူသောသမွေးမှုရှိသည်လည်းအတ္တဖြစ်ရ၏တန်တေန္ဒြိယောဇာအိဋ္ဌနေဋ္ဌတွေ့ကြုံကလင်ယာကမတိုးစိတ်မဆိုးပဲရိုးရိုးတည်ကြည်ငြိမ်သက်သောအိန္ဒိယရှိသည်လည်းအတ္တဖြစ်ရ၏နိဘကောစာသီလဆောင်မှုစသည်စုဝဲကြီးထုမြင်လျက်ရင့်ကျက်သောပညာရှိသူသည်လည်းအတ္တဖြစ်ရ၏အဘဂဘောစာကိုကြံနှုတ်ကြံစိတ်တော်သွမ်းလျက်ဟောယံဆိုယုတ်မကြံကြုတ်သည်လည်းအတ္တဖြစ်ရ၏ကုလေသူဝင်ထွက်သွားလာဒါယကနှင့်ဒါယိကာမများမျိုးလေးပါတို့၌အနုဂိတောစာပစ္စည်းအတွေ့ယောနောချက်ကြောင့်ဆွဲမဲ့စိတ်ရရင်မခွာနိုင်သည်လေနာအတ္တမဖြစ်ရယေနာပါပေနအကျဉ်နှဲငယ်ပြုမကောင်းမှုကြောင့်ပရိမိမတဘာချကုန်သောဝိညူကြောင်းကျုံမြင့်သည့်ပညာရှိတို့သည်ဥပဝရိယုံဆွဆွဲကြရဲ့ကုန်ရာ၏ခုတ်တဲ့နှင်းငယ်သောကိစီကိုနှုတ်စိတ်ပါတစုံတရာသောတံပါပံထိုမကောင်းမှုကိုနာအာစရေမပြုမကျင့်ရာတဗ္ဗတတ္တလုံးစုံများစွာတတ္တဝါတို့သည်ဒုက္ခိနောဝါကိုယ်စိတ်နှပြချမ်းသာရရှိကြကုန်သည်၎င်းခေမီနောဝါဘိယံခတ်သိင်ကင်းငြိမ်းကြကုန်သည်၎င်းဟွန်တုအမြဲမသွေဖြစ်ကြပါစေကုန်သတည်းဒုက္ခိတတ္တရှင်လန်းဝမ်းမြောက်ဒုက္ခသို့ရောက်သောစိတ်ရှိကြကုန်သည်ဘဝန္တုအမြဲမသွေဖြစ်ကြပါစေကုန်သတည်းရေကေစီအမတ်မဲအောင်သောလုံးစုံကုန်သောတဏဝါဒေါသမကင်ကြောက်ရွံ့ခြင်းကြောင့်လွန်မင်းပြင်းပြထိတ်လန့်ကြသည်လည်းဖြစ်ကုန်သောထာဝရဝါဒေါသကင်းမြုံကြောက်ခြင်းကုန်သဖြင့်
မတုံလုံးပဲခိုင်မြဲသည်လည်းဖြစ်ကုန်သောယေဘာနာဗုဒ္ဓယုံနာနှစ်ချက်စီဝိဆက်၍အသက်တီအောင်အကျင့်တတ္တဝါပေါင်းတို့သည်အတ္တိကိုယ်စီကိုယ်ငါကုဒေသ၌နေညာပုံသေးရှိကြလေကုန်၏အနဝသေသာတစုံတစ်ယောက်အာယုံပြောက်၍ယွန်းဖောက်ကွယ်ကွင်းအကျွင်းမရှိကုန်သောဒေဘာနာဗုဒ္ဓယုံနာနှစ်ချက်စီဝိဆက်၍အသက်တီအောင်တို့တတ္တဝါပေါင်းတို့သည်သူကိတ္တရှင်လန်းဝမ်းမြောက်ဒုက္ခသို့ရောက်သောစိတ်ရှိကြကုန်သည်ဘဝန္တုအမြဲမသွေဖြစ်ကြပါစေကုန်သတည်းဒီကဝါရှင်လျာတို့ကိုခန္ဓာရှိသည်မျိုးဇာတိများစွာမွေငါးစားသောတတ္တဝါလည်းဖြစ်ကုန်သောမန္တဝါကြီးမားသောကိုခန္ဓာရှိသည့်မျိုးဇာတိများစွာလိမ့်စဉ်သူရိစ္ဆာသောတတ္တဝါလည်းဖြစ်ကုန်သောမဇ္ဈိမဝါအလေအလတ်ကိုခန္ဓာရှိသည့်မျိုးဇာတိများစွာကျွဲနွားစားသောတတ္တဝါလည်းဖြစ်ကုန်သောရတ္တကဝါပုတ္တောသောကိုခန္ဓာရှိသည့်မျိုးဇာတိများစွာကျက်ငဲ့စားသောတတ္တဝါလည်းဖြစ်ကုန်သောအနုကဝါဒိဗ္ဗစကုဖြင့်သာမြင်နိုင်ကောင်းသည်တေနောင်လာစွာရေဖို့ရေမွားစားသောတတ္တဝါလည်းဖြစ်ကုန်သောဒုလာဝဝိုင်းဝန်းပြေပြို့သောကိုယ်ခန္ဓာရှိသည်မျိုးဇာတိများစွာခရုရောက်သွားစားသောတတ္တဝါလည်းဖြစ်ကုန်သောယေဘာနာဗုဒ္ဓယုံနာနှစ်ချက်စီဝိဆက်၍အသက်တီအောင်အကျင့်တတ္တဝါပေါင်းတို့သည်အတ္တိကိုယ်စီကိုယ်ငါကိုယ်ဒေသ၌နေညာပုံသေးရှိကြလေကုန်၏အနဝသေသာတစုံတစ်ယောက်အာယုံပြောက်၍ယွန်းဖောက်ကွယ်ကွင်းအကျွမ်းမရှိကုန်သောဒေဘာနာဗုဒ္ဓယုံနာနှစ်ချက်စီဝိဆက်၍အသက်တီအောင်ထိုတတ္တဝါပေါင်းတို့သည်ဒုက္ခိတတံရှင်လန်းဝမ်းမြောက်ဒုက္ခသို့ရောက်သောစိတ်ရှိကြကုန်သည်ဘဝန္တုအမြဲမသွေဖြစ်ကြပါစေကုန်သတည်းဒိဋ္ဌဝါကိုယ်တိုင်ကိုယ်ကြတွေ့မြင်အပ်ဖို့သည်လည်းဖြစ်ကုန်သောအရိဋ္ဌဝါကိုယ်တိုင်ကိုယ်ကြမတွေ့မြင်အပ်ဖို့သည်လည်းဖြစ်ကုန်သောယေဘာနာဗုဒ္ဓယုံနာနှစ်ချက်စီဝိဆက်၍အသက်တည်အောင်ကျင့်တတ္တဝါပေါင်းတို့သည်အတ္တိကိုယ်စီကိုယ်ငါကိုယ်ရေသ၌နေညပုံသေးရှိကြလေကုန်၏နဝသေသာတစုံတစ်ယောက်အာယုံပြောက်၍ယွန်းပေါက်ကွယ်ကွင်အကျွမ်းမရှိကုန်သောဒေဘာနာဗုဒ္ဓယုံနာနှစ်ချက်စီဝိဆက်၍အသက်တည်အောင်ထိုတတ္တဝါပေါင်းတို့သည်ဒုက္ခိတတာရှင်လန်းဝမ်းမြောက်ဒုက္ခသို့ရောက်သောစိတ်ရှိကြကုန်သည်ဘဝန္တုအမြဲမသွေဖြစ်ကြပါစေကုန်သတည်းယေတတ္တကျင်တတ္တဝါတို့သည်ဒူရေတနေတကြီးအယဝိ၌ဝတ္တန္တိနေတိုင်ကြကုန်၏တေတတ္တဝါတနေတကြီးအယဝိ၌နေကြကုန်သောထိုတတ္တဝါတို့သည်၎င်းယေတတ္တအကျင်တတ္တဝါတို့သည်အဝိဒူရေအနိအမကိုအန၌ဝတ္တန္တိနေထိုင်ကြကုန်၏တေတတ္တဝါအနိယပါကိုနာ၌နေကြကုန်သောထိုတတ္တဝါတို့သည်၎င်းဒုက္ခိတတရှင်လန်းဝမ်းမြောက်ဒုက္ခသို့ရောက်သောစိတ်ရှိကြကုန်သည်ဘဝန္တုအမြဲမသွေဖြစ်ကြပါစေကုန်သတည်းဘုဒ္ဓဝါဖြစ်ခြင်းကိစ္စပြည့်စည်ကြသဖြင့်ဘဝကုန်ခံရန်တာလည်းဖြစ်ကုန်သောတမ္မဝေသေဝဖြစ်ခြင်းကိစ္စမပြည့်ကြသဖြင့်ဘဝခင်မင်ပုရုဇဉ်တိခလည်းဖြစ်ကြကုန်သောသဗ္ဗတတ္တလုံးစုံများစွာတတ္တဝါဟုသမျှတို့သည်ဒုက္ခိတတ္တရှင်လန်းဝမ်းမြောက်ဒုက္ခသို့ရောက်သောစိတ်ရှိကြကုန်သည်ဘဝန္တုအမြဲမသွေဖြစ်ကြပါစေကုန်သတည်းပရောဆရာသမားမိဘများနှင့်သွေးသားဆက်တော်မိတ်ဖော်ပေါင်းသင်အချင်းချင်းဟုတပါးသောလူသည်ပရံတပိယမြာသမိသားနှင့်သွေးသားဆက်တော်မိတ်ဖော်ပေါင်းသင်အချင်းချင်းဟုတပါးလူကိုနာနိကုဗ္ဗေထအတင်မောင်မှကျိုးပြက်ပြအောင်လဲစားသမှုမပြုမကျင့်ရာကရစီမျိုးပြပြည်ရွာစည်းဝေးရနှင့်ဆွေညာမျိုးလေအသွဲသွဲ၌ကိဉ္စနံယဟန်ရှင်လူခတ်သိမ့်သူဝဲ
ကိစ္စနံယံရှင်လူခတ်သိမ့်သူဝဲဘယ်သူမဆိုတစုံတယောက်ကိုမြနာတိမညေတာမေတ္တာကိစဉ်ဒေါသရှင်၍အမြင်မိန်မေးအထင်မသေးရာဗျာရောဒနာယာချုပ်ချေစောကသူတိပါအောင်ရွေးမှဖောက်ပြန်ကာယကံဝစီကံဖြင့်၎င်းပရိကအတိညာယဒေါသကြီးမားရန်ညှိုးထား၍ပြပြစေရန်မနောကံတင်ညာဖြင့်၎င်းအညာမေညသာဆရာသမားဆွေမျိုးများနှင့်အိမ်သာမောင်းတဲ့အချင်းချင်းဤဒုက္ခံကိုယ်စိတ်နှပြမကြည်တောင်လွန်စွာထံပြင်းဆင်းရဲခြင်းကိုနိုင်စေရမေတ္တာကုန်ခံဒေါသနွမ်းဖြင့်ဗယံပရာလိုမရှိရမာတာမြင့်မို့တောင်းဟုမကကျူသည်ကျေးဇူးအရှင်မွေးမိခင်သည်နိယံဗုဒ္ဓံမိမိယင်နှင့်အရင်ဖြစ်၍လွန်ချစ်စဝဲသာသူငယ်ဖြစ်သောဧကဗုဒ္ဓံအကြီးငယ်ညွန်ပြဝဲဟုဧကဗုဒ္ဓံအကြီးငယ်ညွန်ပြဝဲဟုအစွဲမမိတယောက်ထင်းသောသားကိုအာယုသာသားဤအတွက်ကိုယ်အသက်ကိုငဲ့ကဲ့၍တာသားဤအတွက်ကိုယ်အသက်ကိုငဲ့ကဲ့၍သာမညာတာပဲအနုရကိယထာမျက်စိအောက်ကမပြောက်ရအောင်နိညာဘုံသေးစောင့်ရှောက်လေတကဲ့သို့ဧဝံပိပမာထယုမချအတူသာလင်သဗ္ဗဗုတေတုရှိသမျှဥဒ္ဒံအလုံးခြုံ၍လုံးစုံများစွာတတဝနန္ဒတို့၌အပရိမာဏံဤများ၌သာငါမေတ္တာဟုနေရာကိုပိုင်းအတိုင်းရှင်မရှိရလေအောင်မာနတံဒေါသကိစ္စင်မေတ္တာရှင်လျက်ကြည်လင်းလျံဖိကုသိုလ်စိတ်ကိုဘာဝေတစစ်နဲ့တစင်းရင်တဲ့ခြင်းအောင်မလင်းပုံသေးတိုးဝါစေရ၏ဩဒံအထက်လောကအရူပ၌နေကြဥသောလုံးစုံသောတတ္တဝါပေါင်း၌၎င်းအရောဇာအောက်တန်းလောကဘုံကမ၌နေကြဥသောလုံးစုံသောတတ္တဝါပေါင်း၌၎င်းတိရိယံသာအလေလောကဘုံရူပ၌နေကြဥသောလုံးစုံသောတတ္တဝါပေါင်း၌၎င်းသဗ္ဗလောကသမိန်လုံးစုံများစွာတတ္တဝါကိုသင်္ချာအနန္တဤလောက၌အာတံဘာရံယတိုင်းမဆံအလုံးပြန်၍ပြည့်နှံ့ကျယ်ဝန်းကျင်းမြောင်းခြင်းမရှိရလေအောင်အဝေရံဒေါသပြင်းထန်အတွင်းရန်လည်းမရှိသောအတပတ္တံမကောင်းအောင်ကြံအပြင်းရန်လည်းမရှိသောအပရိမာဏံဤ၍ဤမြကနံချ၍မရနိုင်ညီအတိုင်းရှိမရှိသောမာနတံမိမိစိတ်မှဖြစ်ပေါ်လာ၍ဥစွာကိုရေလွန်ချမ်းဤသောမေတ္တံတတ္တဝါပေါင်းချမ်းသာကြောင့်ကိုငယ်ဆောင်လိုလားမေတ္တာတရားကိုဘာဝရေတစနစရင်တဲ့ရင်အောင်မလင့်ပုံသေးတိုးဝါစေရ၏ဒိဋ္ဌံတိုးဝါထိုလိုဤရစီသို့မလီမပတ်မတ်မတ်ရ၍နေစဉ်တော်၎င်းစရံတော်ဝါထိုလိုဤရစီသို့လက်လေကူကသွားလာ၍နေစဉ်တော်၎င်းနိသိဏောဝါမသွားမလားတနေရ၌ကောင်းစွာဖွဲ့ခွေထိုင်နေစဉ်တော်၎င်းတရားနောဝါထိုရသွားလာမပြုပါပဲအိယာဝဲဆောင်လျောင်း၍နေစဉ်တော်၎င်းယာဝတံသွားရထိုင်လျောင်းလိုရာပြောင်း၍အကြောင်းအားလျော်စွာအကျဉ်သောသောအခါ၌ဝိဒမိတ်တော်မိဒ္ဓမလွန်ကိုမနွမ်းသဖြင့်ရွှင်လန်းကြည်လင်မိတ်ခြင်းသည်အတ္တစင်စစ်မသွေဖြစ်၍နေ၏တာဝတံမိဒ္ဓမဝင်မအိတ်ခြင်း၍ကြည်လင်ကာယထိုကာလပလုံးဧတံတတိတတ္တဝါပေါင်းချမ်းသာကြောင်းကိုငယ်ဆောင်လိုပြီးဤတတိကိုအဋိဋ္ဌိယအစွဲအမြဲမပြောင်းလဲအောင်စိတ်ဆွဲတန်တန်အဋိဋ္ဌံပြုရ၏ဣဒာတရားသဖြင့်ဆုံးမသိရဤသာသနာတော်၌
ဧတံဝိဟာရံသွားရတိုင်လျောက်နေရာပြောင်းလဲစိတ်ကောင်းမသွေဤမေတ္တာဖြင့်နေခြင်းကိုပြမဝိဟာရံအရိယာနေပြမနေသို့စိတ်နေတန်ရှင်ကောင်းမြတ်သောနေထိုင်ခြင်းဟူ၍အာဟုဘယဇာတာပုဂ္ဂိုလ်များတို့ဟောတရားအတူညီမိမ့်မြတ်တော်မူကြလေကုန်မည်စထိုကဲ့သို့သာတတ္တဝါများအာယုံထား၍တရားမေတ္တာပွားများရပါတော်လဲဒိဋ္ဌိပုဂ္ဂိုလ်တတ္တဝါရှိသည်သာဟုစိတ်မှထင်မိသက်ကာယဒိဋ္ဌိသို့အနုဘကမှာအယူရင့်ဖောက်မကရောက်မူ၍သီလဝါပုတ္တသဝင်ခယူသင်းသို့တန်ရှင်းစွာပြီးသီလရှိသည်ဓတ္တိနာနိဗ္ဗာန်တရားမြတ်ကိုတအထင်ထင်ဥစွာမြင်သည့်သောတပတ္တိမဉ္ဇဉ်နှင့်တံပန္နောအနာမတကသန္တာရဝေစာရိတ်ကုံလုံးပြည့်စုံသည်ဖြစ်၍ကာမေတုဝတ္ထုအာယုံကာမဂုဏ်တို့၌ဂေတံလွန်စွာနှင့်သက်မပြည့်ရအောင်တမဲ့တွေ့တာကာမတဏကိုဝိနေယအနာဂါမိမက်သို့ထိ၍တည်တည်သာသာပဲကွာနိုင်သည်ရှိသောဇာတုစင်စေကံအမှန်အဖြစ်ပုဏ္ဏဤဘဝမှာစုတေယလင်ဌာနတဖန်ဤသို့ပြန်၍ကဗတိယံအမိဝန္တိုင်းဆွဲပိုက်တန်တေတည်နေရခြင်းသို့နာဧတိမကတ်မရောက်ရတော့တည်းမေတ္တာသုတ်တံမေတ္တာသုတ်တော်သည်အာရောဇထာယယောဂကိရှင်ကြမ်းမာခြင်းကြုံငောနောအမကံမေတ္တာသုတ်ကိုရွတ်ဆိုနာယူကြသည်အကျွန်ုပ်နှင့်တကွာတရားချစ်ခင်သူတော်စင်ပေါင်းတို့အားရကတုနေညာမသွေစောင့်ရှောက်ပါစေတည်းမေတ္တာသုတ်တံမေတ္တာသုတ်တော်သည်မင်္ဂလာထာယကောင်းခြင်းမင်္ဂလာပြပြတို့ဖြစ်လာစေခြင်းကြုံငောနောအမကံမေတ္တာသုတ်ကိုရွတ်ဆိုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာတရားချစ်ခင်သူတော်စင်ပေါင်းတို့အားရကတုနေညာမသွေစောင့်ရှောက်ပါစေတည်းမေတ္တာသုတ်တံမေတ္တာသုတ်တော်သည်အန္တရာယဝိနောဒနာထာယတွင်ပန်အန္တရာယ်အသွဲသွဲတို့မညှိတွင်အောင်အန္တရာယ်ဟူသမျှကိုပယ်ပြောက်ခြင်းကြုံငါနောအမကံမေတ္တာသုတ်ကိုရွတ်ဆိုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာတရားချစ်ခင်သူတော်စင်ပေါင်းတို့အားရကတုနေညာမသွေစောင့်ရှောက်ပါစေတည်းသာဓုသာဓုသာဓု